မနေ့က၄ရက်နေ့ညအပွဲမှာကမ်ဘောဒီးယားဖိုက်တာကိုလဲထိုးပြီးနိုင်ခဲ့တဲ့ကျွန်တော်တို့ဆိုလင်းရဲ့ဘက်အောင်ထက်ဦးရဲ့ပွဲကိုတူတူပြန်လည်ကြည့်ရှုအောင်ပါဗျဒီပွဲတော့ဒါကမ်ဘောဒီးယားနိုင်ငံမှာကစားခဲ့တဲ့ပွဲဖြစ်ပါတယ်ခွန်ခမပွဲပါ3မိနစ်3ချီပွဲဖြစ်ပါတယ်เตรียมប្រុងប្រកួតវឹកសនាគុនខ្មែរយន់8ទិសគូទី4គឺជាគូអន្តរជាតិមិត្តភាពកម្ពុជាមីយ៉ាន់ម៉ាround 1បាទទឹកទី1 round ဒီဘက်ကဘောင်းမီအနေနဲ့ကတော့အင်ရှင်ကမ်ဘောဒီးယားဖိုက်တာဖြစ်ပါတယ်ဟိုဘက်ကဘောင်းမီအပြာနဲ့ကတော့ဒါကျွန်တော်တို့မြန်မာဖိုက်တာဆိုလင်းရဲ့တပည့်ကျော်အောင်ထက်ဦးဖြစ်ပါတယ်បកគោលខៀវអ៊ូមកពីមីយ៉ាន់ម៉ាបកគោលក្រហមសេងទ្រីគុណ លោកគេ បាទទាត់ពីរជើងអត់របស់សេងទ្រីទាត់អត់ដល់ទេអ៊ូទាត់មួយជើងរបស់សេងទ្រីបាទទៅលើមីយ៉ាន់ម៉ាហើយបាទលោកគេស្វិតតាន់ធុនល្អហ្នឹងគឺមីយ៉ាន់ម៉ាហើយអូមួយជើងរបស់អ៊ូមួយជើងជាប់វិញមួយជើងទ្រីលោកគេមួយជើងរបស់សេងទ្រីបោះជង្គង់របស់សេងទ្រីណែដូចខ្ញុំបញ្ជាក់អញ្ចឹងថារឿងស្វិតតាន់ធុនហ្នឹងគឺលើមីយ៉ាន់ម៉ាឲ្យទុកចិត្តចុះមួយជើងទៀតរបស់សេងទ្រីអាយ៉ាកែងកណ្ដាប់ដៃរបស់អ៊ូទាត់របស់សេងទ្រីបរិស័ទទាត់របស់សេងទ្រីបែជង្គង់របស់សេងទ្រីហេរបស់បាយលោកកាន់လိုက်တယ်មួយជើងអាយ៉ាអូបាយលោកရှက်ပြီးកាន់လိုက်ရអှောက်တော့ပြီကမ်ဘောဒီးယားဖိုက်တာမက်ဆေ့ချ်နေတယ်4 6 7 8 ရတော့ဗျကမလာနိုင်တော့ဘူးဒါပွဲသိမ့်တော့ပြီអូយបាទបៃក៏ဒါခြေပမိုးလေးနဲ့ရှက်ပြီးကန်လိုက်တယ်ဗျခြေပေါ်အားလေးနဲ့ខ្ញុំមកថាទីបាយប្រាប់ទឹកពីទឹកខ្សែបាទអត់ត្រូវគ្នាសោះមិញခြေပေါ်အမှလည်းနဲ့ရှက်ကန်လိုက်တယ်ဘိုက်ကိုထိယူတခါမှောက်တော့តែចំពេលសេងទីបាត់ដង្ហើមဝမ်းမှာဆိုလို့ရှိရင်တခေးလူတန့်တယ်ကိုကန်ခဲ့တဲ့ကန်ကျင်မျိုးပုံစံမျိုးဗျအဲ့လိုမျိုးကန်သွားတာបាទဆိုလင်းရဲ့တပည့်ကျော်ဖြစ်ပါလေវិញនេះအိမ်မှာတောင်ရိုက်တယ်កាប់មួយកែងនេះបាទមួយកែងពីរកែងបរិជាបាទសេងទីចង់ដកចិត្តចូលមកទៀតនេះទូបាទជង្គង់ទៅហើយအိမ်မှာបៃကိုရှက်ကန်လိုက်တယ်នេះនៅនឹងបាទរួយရှင်វ៉ាទៅតែပဲណាកវៀនតខါရဲမှောက်သွားបាទចប់បាទសពបាទកន្លែងនេះធាក់ទេបាទគាត់ធាក់ကန်ကျက်တော်လေးကောင်းပါတယ်គុណបងកុលខៀវសៅតែပထမချီလေတော့နဲ့နိုင်ရရှိခဲ့ပါတယ်